မတက်တဲ့သူထက်ဆိုင်တော့ language တခုသိထားတာကလုံးဝကိုခွင့်ရေးအကျိုးကျေးဇူးအများကြီးရှိပါတယ်အကြောင်းအနေနဲ့စေကျော်တဲ့ရေကိုပြန်သွားခွင့်ရမယ်ဆိုရင် language ကို3ခုလောက်အနည်းဆုံးကိုပေါများများဖြစ်အောင်ဟိုကလေ့လာထားခြင်းနေပေါ့နော်ဘာလို့အဲ့လိုပြောရလဲဆိုတော့language တခုလေ့လာထားခြင်းဟာဘွဲလက်မှတ်တခုရထားတာနဲ့ညီမျှတယ်ပေါ့နော်အာဒါစကားတခုမှာတတ်မြောက်ရှိသွားရဆိုရင်အလုပ်လျှောက်တာချင်းတူတော့မှသူတို့ကအရန်ကွာသွားတယ်အလုပ်ခွင့်လန်းတယ်အများကြီးရှိမယ်ရွေးချယ်စရာ options အများကြီးရှိမယ်မတူညီတဲ့လက်စားနဲ့ကမ်းလှမ်းမှုတွေအများကြီးရှိလာမယ်ဒီလိုကိုက language ရနေတယ်ဆိုရင်လုံးဝတောင်မတိဘဲနဲ့အလုပ်ဝင်လုပ်နေတာထက်ဆိုင်တော့ဒီ language ရတဲ့သူကအလောက်ကြီး pressure မရှိဘူးပေါ့နော်အခုမှုကညီမလေးဆိုရင်လေသူကပညာရေးကျောင်းကိုတော့ပြီးအောင်မတက်လိုက်ရဘူးဒါပေမဲ့ညီတော့ကတရုတ်စကားကိုကောင်းမွန်ကျွမ်းကျင်တက်မြောက်ထားတယ်ပေါ့နော်အခုဒီမလေးရှားမှာရောက်လာတဲ့ခါသူအလုပ်လုပ်တဲ့အခါမှာသူအတွက်အလုပ်ရှာရတာလုံးဝကိုမခက်တဲ့တထင်းနဲ့လေလက်စာညှိတာမျိုးအားလည်းရဲ့ဘာညာတွေကိုချိန်ယူတာမျိုးဘာညာဆိုလဲအတိုင်းပင်လဲအများကြီးသွားလို့ရတယ်ပေါ့နော်အဲကြောင့်မို့တင်ကအကြောင်းတွေလေးဆက်သက်ခွင့်မရတော့တဲ့သူဖြစ်တယ်ဆိုရင်သူတပြင်းမှုက language ကိုဦးစားပေးပြီးမှအများကြီးလေ့လာစီခြင်းနေပေါ့နော်ကြတော့လေ့လာတယ်လို့ပြောတဲ့ခါမှာလေဟိုရအောင်ဒီရအောင်အဲ့လိုအဖြစ်လောက်လေ့လာတာမဟုတ်ဘဲနဲ့ပြောတတ်ဆိုတတ်တဲ့အထီကောင်းအခြေအနေတစ်ခုရအောင်လေ့လာစီခြင်းနေသူတဲ့တစ်ခုအနေနဲ့စေကျော်တက်ကိုပြန်ရောက်ခွင့်ရမယ်ဆိုရင်လှုပ်ချင်တဲ့အရာကတော့ပတ်စံစုတက်တော့အကျင့်ဖြစ်အောင်မှုကအဲ့ကလေးက build up လုပ်ချင်နေပေါ့နော်။ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ပတ်စံကလေအများရတာနဲ့မဆန်ဘူးစုတက်တာနဲ့မစုတက်တာနဲ့အရင်ကွာသွားတယ်ပေါ့နော်။ပတ်စံမစုတက်တဲ့သူဆိုရင်ဘလောက်ရှာပေါ့နော်။တလောက်ကို4000ဝင်5000ဝင်ကုန်တော့ပဲ3လေးမလောက်ရှာလေးမလောက်အဲ့တော့မှုက3တက်ကြည့်ရတဲ့လောက်တော့ရှာသမျှမလောက်ဘူးဆိုတဲ့အဲ့ဒီပြဿနာကလေပတ်စံကိုချွေတာစုဆောင်ပြီးမှမ3တက်တဲ့အဲ့ဒီပြဿနာကနေလာတယ်လို့မှုကအဲ့လိုမျိုးစမိတယ်ပေါ့နော်တကယ်ကိုမှုကကိုယ်တိုင်ကလည်းအဲ့လိုမျိုးကြုံခဲ့ရတဲ့အတွက်ကြောင့်အဲ့ဒါကိုပြန်3တက်တဲ့အခါမှာ saving ပိုင်းနဲ့ပတ်သက်ပြီး financial management ပိုင်းနဲ့ပတ်သက်ပြီးမှမှုကငငယ်ကလေးကဘာမှစီမံတာမျိုးမရှိခဲ့ဘူးကွာဒီဘာတွေကတော့ပတ်စံတိတ်မဖြုံးနေတော့ပြောတယ်ဒါပေမဲ့ဘလို့စုစည်းပြီးမှဘလို့စုဆောင်ရမလဲဆိုတာကိုလုံးဝမတင်ကြဘူးကွာအဲ့တော့မှုကတော့လေအဲ့ဒီပတ်စံစုတယ်ဆိုတာကိုအဲ့လောက်ကြီး serious လေးမထားဘူးခေါင်းထဲမှာတခါမှလေဒါပေမဲ့အခုနောက်ပိုင်းမှာရွေတစ်ခုရောက်လာတဲ့အခါမှာမှလောက်ကိုင်းနေလောက်လာတဲ့အခါမှာမှကိုကဒီပတ်စံစုဆောင်တတ်ခြင်းမရှိတဲ့ခါမှာဘလိုမျိုးပြဿနာတွေကြုံနေရတယ်ဆိုတဲ့အပိုင်းကိုနားလေလာတယ်ခုမှကိုကစုဆောင်ခြင်းနဲ့အဆင့်ဖြစ်နေတယ်အကျင့်ဆိုတာကလေကြီးလာတဲ့အခါမှာမှ build up လုပ်ရတာအရန်ခက်တယ်ပေါ့နော်ဒီကလေးကတရက်မှာချက်ပဲဖြစ်ဖြစ်30ပဲဖြစ်ဖြစ်အဲ့လိုစုတာကိုကိုကအကျင့်ဖြစ်လာအောင် habit တခုပေါ့နော်သမင်းစားရည်တောက်တော့မျိုးအကျင့်ဖြစ်လာအောင်မွေးထောင်ရတဲ့ပတ်စံတွေကိုပို့ပြီးမှကြံလာအောင်မဆိုတော့ရှာသမျှအလားဟာတာဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ဗီဒီယိုကြည့်နေတဲ့ညီငယ်ညီမတွေအနေနဲ့လည်းအခုစေကျော်တက်အယူမှာကလေးကပတ်စံကိုစုတက်တာကိုအကျင့်ဖြစ်လာ habit တစ်ခုဖြစ်လာအောင်တိဆောက်စီခြင်းပေါ့နော်အများကအတိကမဟုတ်ဘူးနောက်ဆုံးတစ်ချက်ကတော့မှုကဖြစ်ချင်တာတော့မဟုတ်ဘူးဒါပေမဲ့စေကျော်တက်အယူကလေးကတိထားတဲ့အဲ့ကလေးကခံယူထားတဲ့အရာတစ်ခုကိုမှုကပြောချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့အရာကအချိန်တန်ရင်ပြောင်းလဲတယ်ဆိုတဲ့အရာကိုဒီစေကျော်တက်အရွယ်ကလေးကနားလေသဘောပေါက်လက်ခံထားတဲ့နေလို့ယုံကြည်မိတယ်ပေါ့နော်ဘာလို့ဒီလိုပြောရလဲဆိုတော့အဲ့ဒီအယူမှာစေကျော်တဲ့အယူမှာတော်တော်များများကစေကျော်တဲ့အယူမှာတွေးဆုံခြင်းခင်မင်ခြင်းအရာအားလုံးကပေါ့နော်ထာဝရဒီတိုင်းရှိသွားမယ်လို့ယုံကြည်ထားတဲ့သူကထက်များဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်လား20ကျော်လောက်ရောက်လာတဲ့အခါမှာကိုမပြောင်းလဲတော့ဘူးဆိုတဲ့အရာတွေပြောင်းလဲသွားတဲ့အခါပေါ့နော်အထူးသဖြင့်ကိုချစ်ရတဲ့သူတွေဆုံးရှုံးရတဲ့အခါကိုချစ်ရတဲ့သူနဲ့ဝေးခွာရတဲ့အခါကိုချစ်ရတဲ့သူကကိုပေါ်ပြောင်းလဲတဲ့အခါမှာအများကြီးနာကျင်ပြီးမှလူငယ်တချို့ကအဲ့ဒီနာကျင်မှုရဲ့ရိုက်ခတ်မှုရဲ့အောက်မှာအများကြီးလေးကျသွားတာကိုမှုကမြင်တွေ့ရတယ်ပေါ့နော်မှုကကိုယ်တိုင်ကလည်းအဲ့လိုမျိုးတွေနဲ့ရင်ဆိုင်ခဲ့ရဘူးတယ်ပေါ့နော်အထူးသဖြင့်မှုကဆိုရင်ဒီစေကျော်တက်ရင်မှာကိုတငယ်ချင်းကိုဆိုရင်ကိုအမေစကားတဲ့တောင်နားထောင်ပြီးမှလေတန်ဖိုးထားတဲ့အထဲမှာပါတာဟုတ်တယ်ပေါ့နော်တကယ်ချင်းနဲ့နေရရင်ကိုအဲ့လိုပျော်နေတဲ့အထဲမှာပါတယ်ကွာဒါပေမဲ့ကြီးလာလေဘုနော်အရွေရောက်လာလေသဘောပေါက်လာခဲ့တဲ့အခါမှာကျတော့အဲ့ဒီ friendship တွေကတဖြည်းဖြည်းနဲ့ပျောက်ဆုံးလာပြီးမှကိုကအငငယ်ကလေးကိုကအရာအလုံးကအချိန်တန်ပြောင်းလဲတယ်ဆိုတဲ့အရာကိုခံယူထားမှတိနားလေထားတာမဟုတ်တဲ့ကြောင့်မို့ကိုကအစိမ့်တက်ဒီအရာတွေကို learn လုပ်ရတဲ့အခါမှာတော်တော်ကိုအထီးကျန်ပြီးမှနာကျင်ရတယ်လို့ခံစားရလာတယ်ပေါ့လေအဲကြောင့်မို့စေကျော်တက်ညီင
မောင်ငယ်လေးတွေညီမလေးတွေအနေနဲ့ကကြတော့အရာရာကလည်းအချိန်တန်ရင်ပြောင်းလဲတယ်လောကမှာမပြောင်းလဲတာတခုမှမရှိဘူးယာတီဥတုနေရက်ကာလအကုန်လုံးပြောင်းလဲနေရအကြောင်းမို့ကိုဘေးမှာမြင်မြင်သမျှရှိသမျှရတယ်လေတစ်ချိန်မဟုတ်ရင်တစ်ချိန်မှာအကျိုးအကြောင်းမျိုးကြောင့်ပြောင်းလဲသွားနိုင်တယ်ပေါ့နော် friendship ဆိုရင်လည်းအဲ့ဒီအတိုင်းပဲပေါ့နော်လူတွေကပြောကြတယ်အသက်တရွေတစ်ခုရောက်လာတဲ့အခါမှာတငယ်ချင်းတွေကကိုယ့်ပေါ်တစ္ဆာဖောက်သွားတယ်တငယ်ချင်းတွေကကိုယ့်ပေါ်မကောင်းတော့ဘူးနော်မိတ်ဆွေတွေဆိုတာတကယ်တော့ကိုယ့်ရဲ့နောက်ကျောကိုထိုးတဲ့သူတွေဖြစ်တယ်ဘာညာအဲ့လိုမျိုးပေါ့နော်အများကြီးကြားဘူးတယ်အဲ့အရွေတော့ကလေဒါကတကယ်လဲဟုတ်တယ်ပြီးကြတော့အဲ့ဒီတငယ်ချင်းတွေကကိုယ့်ပေါ်မကောင်းတော့ဘူးဆိုတာထက်ပေါ့နော်အရွေရောက်လာတဲ့ခါမှာသူ့ခံယူချက်ကိုခံယူချက်အနေနဲ့အဲ့လိုပြေးလာကြတဲ့ခါမှာခံယူချက်ချင်းမတူရင်လမ်းချင်းကွဲသွားတယ်လို့မှုကအဲ့လိုပဲယုံကြည်တယ်ပေါ့နော်ဘသူတစုံတရာကမှကိုအမြဲတမ်းကောင်းနေရမယ်ကိုပေါ်အမြဲတမ်းကောင်းနေရမယ်ဆိုတာဘာလောမှမရှိဘူးကိုနိုင်ကလည်းတစုံတရာပေါ်အမြဲတမ်းကောင်းနေရမယ်ဆိုတာလောမရှိဘူးအဲ့ဒါကြောင့်မို့လူကအချင်းတိုင်းပြောင်းလဲခြင်းပြောင်းလဲမယ်ပေါ့နော်တလူပြောလို့လေသူများတဘာပေါ်မကောင်းရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်တတ်နိုင်တယ်မြကိုနီးနာလူတွေကိုမေတ္တာပြနိုင်တော့အကောင်းဆုံးပဲအဲ့ဒါကြောင့်မလို့ကိုကဘလို့ပဲဖြစ်ဖြစ်ချစ်သူကြီးစားလမ်းခွဲတာမျိုးပဲဖြစ်ဖြစ်တော့မဟုတ် friendship ချင်းလို့မျိုးပေါ့နော်စကားများရင်ဖြစ်လို့ကိုပေါ်မကောင်းတယ်လို့ဖြစ်လို့ကိုကဝေးသွားကြတဲ့ friendship မျိုးပဲဖြစ်ဖြစ်ချို့တလေဆိုမောင်နှမတွေအချင်းချင်းလေးမှာတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအရာတွေကိုလည်းအခုကလေးကလက်ခံယုံကြည်ပြင်ဆင်ထားစေချင်ပြုံးခင်းတိုင်းနဲ့ကိုပေါ်ကိုစီကနေထွက်ခွာသွားတဲ့အခါမှာကိုပေါ်ပြောင်းလဲသွားတဲ့အခါမှာခံစားရတယ်ဆိုရင်ပြုံးခင်းဝုန်းခင်းဟိုအမြင့်ကနေကြားတဲ့နာကျင်မှုမျိုးဖြစ်မှာဖြစ်ပါတယ်အဲကြောင့်အခုကလေးကအဲ့ဒီအရာတွေကရှိလာနိုင်တယ်ရှိစမြဲပဲဒါလောကရဲ့နေရာမှာလောကရဲ့တဘာဝပဲဆိုတာကိုအပြည့်အဝယုံကြည်ထားစီခြင်းပေါ့နော်ဆိုတော့ဒီနေ့မှုကပြောသွားတဲ့အရာကတော့ပထမနေ့ကကျတော့မှုကစေချောတဲ့ရင်ကိုပြန်သွားခွင့်ရမယ်ဆိုရင်မှုကlanguage ကိုနှစ်ခုသုံးခုလောက်ကျွမ်းကျင်ခြင်းကိုလေ့လာထားခြင်းနဲ့ language တစ်ခုတတ်ရင်နေရာကောင်းအလုပ်ကောင်းဝင်ငွေကောင်းတွေရရှိဖို့အတွက်ကိုမှအခွင့်အရေးအများကြီးပေးနေတာဖြစ်တယ်ဒုတိယတစ်ခုအနေနဲ့ပတ်စံကိုစုဆောင်းတတ်တဲ့အရာ management လုပ်တတ်အောင်ပေါ့နော်ရင်းကလေးကိုအကျင့်ဖြစ်လာအောင်မွေးခြင်းငွေကြီးနဲ့ပတ်သက်ပြီးမှစီမံခန့်ခွဲတာမနိုင်တဲ့အခါမှာကိုမှလက်ဝဲဘာမှမကြံဘူးဖြစ်တယ်ရှာရင်းကုန်ရင်ရှာပြီးကုန်သွားတာမျိုးပဲဖြစ်သွားနိုင်တယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကျတော့ခုနကမို့ပြောလိုက်တဲ့အတိုင်းပဲပေါ့နော်လောကမှာမပြောင်းလဲတဲ့စာဘာမှမရှိဘူးအချိန်တန်ရပြောင်းလဲတယ်ကြောင်းလေးသွားလိမ့်မည်ပြောင်းလဲသွားလိမ့်ဒီခါမှာလဲ I'm okay ဆိုတဲ့အစ်စ်မှာကိုကရှိနေတတ်ရမယ် Okay ဒီလောက်ပဲဖြစ်ပါတယ်အဆုံးထိချိပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ် Bye see you in my next video Jesus loves you